Okay ဆိုတော့ငါတို့ဒီရင်တစ်ခေါက်မှာတော့ကဒီ RGB value တွေ RGB image တွေကိုငါတို့တွေက upload store တွေပါညာဆိုတော့ငါတို့တွေကပြောပြသွားပြီဟုတ်တယ်နော်ဒီRGB image တွေကို upload represent လုပ်လဲပြီးကြလို့ရှိရင်ဒီအောင်တွေကို memory ထဲမှာ upload store လဲဆိုတော့ကိုပြောပြသွားတယ်ဒီ RGB 3D image တွေပေါ့ရှင်းရှင်းပြောရလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လည်းနောက်ထပ် 3D image type သဘောမျိုးတစ်ခုရှိသေးတယ်။တော့ကျတော့ RGB မဟုတ်ဘဲနဲ့ငါတို့ hue saturation value ဆိုတဲ့ကောင်နော် RGB ဆိုတာကကျတော့ငါတို့ဒီ natural ရသူက natural ရသုံးတယ်ဒီငါတို့ဒီတခြားဟာတွေကလည်းဒီ RGB ကိုသုံးနေပြီးတော့လုပ်ကြတယ်။ဥပမာငါတို့မျက်လုံးတို့ဘာတို့ကဒီ RGB သဘောတရားကိုပဲသုံးတာကွာဒီ red wavelength တို့green wavelength တို့blue wavelength တို့ဒါတွေကိုပေါင်းနေပြီးတော့မှဒီမျိုးလုံးလာတဲ့ information တွေကို brain က process လုပ်တယ်ပြီးတော့လောက်သွားတယ်ပေါ့နော်ဆိုတော့အကောင်ကိုငါတို့ရဲ့ဒီ RGB ကိုငါတို့ရဲ့ natural သဘောအရသုံးတယ်နောက်ထပ်ဒီ RGB သဘောမျိုးမဟုတ်ဘဲနဲ့နောက်ထပ်ဒီ image တွေကိုထပ်ပြီးတော့ငါတို့တွေကဘယ်လိုကောင်မျိုးနဲ့represent လုပ်လို့ရသည်လဲဆိုလို့ရှိရင် HSV လို့ခေါ်တဲ့ hue saturation value ဆိုတဲ့ကောင်နဲ့ထပ်ပြီးတော့ငါတို့တွေကဖော်ပြလို့ရသေးတယ်။သူကကျတော့ဘယ်လိုလဲဆိုလို့ရှိရင်ဒီ color တစ်ခုရှိမယ်နော်။ဒီပထမငါတို့ဒီ RGB ကိုဝယ်တွေ့ကြည့်လိုက်။ RGB မှာဆိုလို့ရှိရင်3 color channel ဆိုတော့ဒီကောင်လေး3 color channel လို့ပဲတွေ့လိုက်မယ်။ဒါပေမဲ့ဒီ channel တစ်ခုမှာ color တွေပါတယ်။နောက်ထပ်တစ်ခုမှာကျတော့ဒီသူ့ရဲ့ဒီ color တွေရဲ့ intensity ပေါ့နော် color တွေကဘလောက်ဘလောက်အဲ့လိုမျိုးဘလောက်လင်းမလဲဘလောက်တောက်မလဲဒါကိုသူကသတ်မှတ်ပေးထားတဲ့ saturation ဆိုတဲ့ channel ပါမယ်နောက်ထပ်တစ်ခုကကျတော့သူ့မှာဘလောက်အလင်းရှိမလဲဆိုတဲ့ value ဆိုတဲ့ကောင်ပါမယ်ဆိုတော့ဒီကောင်ကမင်းတို့အတွက်နှစ်တော့ခက်လိမ့်မယ်အမှန်တိုင်းပြောရလို့ရှိရင်ငါလည်းဒီ Python နဲ့ဒီ computer vision course ကိုစလုပ်ခြင်းတော့ဒီ HSV ကိုနားမလဲဘူးကြော်ခဲ့တာပဲဆိုတော့ဒီမှာရလောက်ရှင်းပြပေးတော့မယ်အဓိကတော့ဒီနှစ်ခုနားလဲတယ်ဒီကောင်တော့တိတ်ပြီးတော့မရှင်းပြတတ်သေးဘူးနားတော့နားလဲတယ်ဒါပေမဲ့တိတ်မရှင်းပြတတ်ဘူးအဲ့လိုမျိုးဖြစ်တယ်ဆိုတော့ဒီကောင်ကိုရှင်းပြတတ်တဲ့သူရှိလို့ရှိရင်လည်းပြောခဲ့လို့ရတယ်ဆိုတော့ဒီနှစ်ခုကိုတော့တိတ်ချလေးရှင်းပြပေးတော့မယ်ဆိုတော့ဒီ hue saturation value ဆိုတာကဒီ RGB လို့ပဲ3 color channel เนาะဒီ RGB မှာကကြတော့ red green value ဆိုတဲ့နီစိမ့်ပြเนาะနီစိမ့်ပြသုံးခုကိုပေါင်းလိုက်လို့ရှိရင်ငါတို့လိုချင်တဲ့ဒီ model image ကိုရတယ်ဆိုတော့ဟုတ်ပြီဒီမှာဆိုလို့ရှိရင်လည်းငါတို့တွေကဘာလဲဆိုတော့ hue saturation value okay ဆိုတော့ဒီ hue က channel တစ်ခု saturation က channel တစ်ခု value က channel တစ်ခု hue ဆိုတာကငါတို့ဘာကိုပြောရလဲဆိုလို့ရှိရင်ဒီ HSV မှာဆိုလို့ရှိရင်ဒီ color width ဆိုပြီးလို့ရှိတယ် color width ရှိတယ်เนาะဆိုတော့ဒီ color width မှာသူ့ရဲ့ degree တွေရှိတယ်ဘလောက် degree မှာဆိုလို့ရှိရင်ဘလောက် color ဟုတ်တယ်เนาะဆိုတော့ဒီမှာဆိုလို့ရှိရင်မှတ်ထားရမှာက color တွေကသူတို့ရဲ့အတောက်ဆုံးဒီ color width မှာကသူတို့ရဲ့အတောက်ဆုံးဟာတွေပဲเนาะဒီမှာဆိုလို့ရှိရင်ကတော့အနီဆိုလို့ရှိရင်သူ့ထက်နှစ်နဲ့မှိန်သွားလို့ရှိရင်ဘလောက်ကြက်သွေးရောင်တော့ပြတ်သွားတယ်လေဆိုတော့ဒီပုံမှာကြက်သွေးရောင်တော့မပါဘူးเนาะဆိုတော့အဲ့ဒီ color wheel ပေါ်မှာရှိတဲ့ degree နဲ့เนาะ degree နဲ့ color တွေကိုသူကဖော်ပြတယ်ဆိုတော့ဒီကောင်က hue ဆိုတာကငါတို့ဒီကမှတ်လိုက်ရလို့ရှိရင်ရှင်းရှင်းလေးပဲသူက color တွေကို represent လုပ်ထားတဲ့ channel သူကကြတော့ဒီcolor တွေက3 color မခွဲတော့เนาะသူက color တွေကိုတစ်ခုတည်းပဲဒီ360 degree နဲ့ခွဲတယ်ပြီးတော့သူကဒီမှာထည့်ထားပေးတယ်ဆိုတော့ဒီမှာ color တွေအစုံထည့်လို့ရတယ်ဒီ hue မှာဒီ saturation မှာကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်အဲ့ဒီ hue က color တွေရဲ့ဒီအလင်းအမှောင်တွေပေါ့နော်အလင်းအမှောင်တွေဒီ hue က color တွေရဲ့ဒီသူရဲ့ color intensity တွေပေါ့နော်ဒီ color တစ်ခုကဘယ်လောက်ထိလင်းမလဲဘယ်လောက်ထိမှောင်မလဲအဲ့လိုပြောရမလားမသိဘူးဆိုတော့အဲ့လိုမျိုးရှိတယ်ဥပမာဆိုလို့ရှိရင်ဒီမှာဆွမ်းတော်ကပြောတဲ့အတိုင်းပဲ color ကဒီမှာဆိုလို့ရှိရင်လုံးအနီးကြီးပဲရှိတာကွာဟုတ်တယ်နော်ဒီမှာကြည့်လိုက်ငါတို့ဒ
ဒီမှာဆိုရင်ပို့ပြီးတော့ရှင်းမယ်တင်တယ်ဒီမှာအနီးကြီးပဲရှိမှာလုံးလုံးဒီမှာဆိုရင်တော့ဟာဒီမှာဆိုလို့ရှိရင်လုံးလုံးအနီးကြီးပဲရှိတာကြက်သွေးရောင်လို့ဘာလို့မရှိဘူးเนาะဆိုတော့အဲ့ဒီကြက်သွေးရောင်ကတော့ဘာလို့လိုချင်တယ်ဆိုလို့ရှိရင်ကတော့ဘာလုပ်ပြရသည်လဲဒီအလင်းမောင်ချိန်ပြရတယ်သူကဒီကောင်ဆိုလို့ရှိရင်သူ့ကိုနည်းနည်းအလင်းအရဲအတောက်ကြီးဆိုလို့ရှိရင်တော့သူ့ကိုနည်းနည်းမှောင်ပေးလိုက်လို့ရှိရင်ဘယ်လိုဖြစ်သွားမလဲကြက်သွေးရောင်ရလာမယ်လीဟုတ်တယ်နော်ဆိုတော့သူ့ကိုနည်းနည်းမှောင်ပေးလိုက်လို့ရှိရင်အလင်းဒီအမဲရလာမယ် okay သူကအဲ့လိုမျိုးကိုဆိုလိုတာ saturation ဆိုတာဒီ color ရဲ့ intensity ကိုသူကဖော်ပြတာဖြစ်တယ်ငါတို့ဒီစေးတုပ်တဲ့ကောင်လေးဆိုဒီမှာစေးတုပ်တဲ့သူတွေဆိုလို့ရှိရင်တည်တယ်ဆိုတော့ငါတို့ဒီမှာငါတို့စီးပုံးရှိတယ်လေကွာနော်ငါတို့အိမ်တုပ်စီးပုံးလို့ဖြစ်ဖြစ်ဘာဖြစ်ဖြစ်လူမျိုးစီးပုံးလို့ရှိတယ်ငါတို့အနီအရေးဝဲလာမိပြီဆိုလို့ရှိရင်ကွာကိုကကြတော့ဒီထားပါတော့အစိမ်းအတောက်ကြီးကွာအစိမ်းအတောက်ကြီးဝဲလာမိပြီကွာထားဒါမှမဟုတ်လို့ရှိရင်လေအပြအတောက်ကြီးငါတို့ကမူးပြရောင်ကြီးဝဲလာမိပြီထားပါတော့မူးပြရောင်ကြီးဝဲလာမိပြီဒါပေမဲ့ငါတို့လိုချင်တာ navy blue လို့ပါတော့ဥပမာဆိုလို့ရှိရင်ဒီလိုအပြရောင်လို့ပါတော့ဆိုလို့ရှိရင်ဒါကငါတို့မူးပြရောင်မဟုတ်ဘူးလीဆိုတော့မူးပြရောင်ကအပြအတောက်ကြီးဟောဘယ်လိုပြောရမလဲအပြအဖြော်ကြီးအပြအဖြော်ကြီးဆိုတော့ငါတို့အဖြော်ကိုငါတို့ရဒီလိုမျိုးနည်းနည်းမှိန်ကျင်တယ်နော်ငါတို့တွေကအရင်အပြဖြော်တဲ့ဘက်မသွားခြင်းဘူးဒီမျိုးနည်းနည်းမှိန်ကျင်တယ်ဆိုလို့ရှိရင်ငါတို့ကဘာလုပ်ရလဲဆိုတော့အနက်ရောင်ကြီးနဲ့ဆက်ပြရတယ်အဲ့ဒါလို့ရှိရင်သူ့ရဲ့ဒီဘယ်လိုပြောရမလဲ intensity ကကျသွားတယ်ပြီးတော့သူ့ရဲ့အပြ intensity ကကျသွားတယ်ပြီးတော့နည်းနည်းဒီအပြဘယ်လိုပြောအပြမှိန်တဲ့ကောင်ဘက်ကိုရောက်သွားတယ်နော်ဆိုတော့အကောင်ကအဲ့လိုမျိုး saturation လို့ခေါ်တယ်ဒီ value ဆိုတာကတော့ငါလည်းသိပြီနားမလဲသေးဘူးဒါပေမဲ့သူ့ကိုဒီ image တစ်ခုရဲ့အလင်းလို့သဘောထားလိုက်လို့ရတယ်ဆိုတော့ तू ကဘယ်လောက်လင်းမလဲဘယ်လောက်မှောင်မလဲဆိုတာကို तू ကသတ်မှတ်ပေးတယ်ဆိုတော့အခုတော့ငါ value ကိုအဲ့လောက်ပဲရှင်းပြနိုင်သေးတယ်နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကြည့်ကြည့်အောင် more saturation intense color တဲ့ saturation များသွားတဲ့ color တွေက intense ဖြစ်သွားမယ်ဆိုတော့အကောင်ကိုဘယ်လိုမှတ်ထားလိုက်လို့ရလဲဆိုလို့ရှိရင်ငါတို့တွေကဒီမှာဆိုလို့ရှိရင်ငါတို့တွေကမျက်စိမှုံနေတဲ့ဟာမျိုးဖြစ်သွားမယ်နော်ဒီမှာဆိုလို့ရှိရင်ငါတို့တွေကဒါက normal saturation မှာဆိုလို့ရှိရင် saturation မှာဆိုလို့ရှိရင်ဒီမှာ color လေးတွေကနည်းမှောင်တဲ့သဘောမျိုးမှိန်တဲ့သဘောမျိုးဖြစ်နေတယ်နော် color လေးတွေကနည်းနည်းမှိန်နေတယ်နော် color မှိန်နေတယ်ဒါပေမဲ့ဒီမှာ saturation တိုးလိုက်တယ်ငါတို့ရဲ့အဲ့အရာဝင်လေးတွေကိုငါတို့က photo editing ဘာညာလုပ်တယ်ဆိုလို့ရှိရင်အရာဝင်လေးတွေနည်းနည်းစိုးပြီးဖြစ်ချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့ saturation ကိုတိုးလိုက်မယ်နော်editing မှာsaturation ကိုတိုးလိုက်မယ်ဆိုလို့ရှိရင်အရာဝင်လေးတွေကနည်းနည်းစူးစူးပြီးပြက်လာတယ်ဟုတ်တယ်နော်ဒီမှာဆိုရင်ကြည့်လိုက်ပုံနှစ်ပုံကြည့်လိုက်ဒီကောင်က saturation မမြင်ဘူး saturation နေနေကောင်ဒီကောင်က saturation မြင်နေကောင်နော်ဆိုတော့ဒီနေကောင်ကနည်းနည်းမှောင်နဲ့မိန်နဲ့ပတ်သွားတယ်ဒီကောင်ကကျတော့နည်းနည်းစိုးတဲ့ပတ်သွားတယ်ပေါ့နော်စူးပြလေးဖြစ်သွားတယ်ဒီကောင်ကကြတော့ value more value equal lighter image တဲ့ဒီမှာဆိုလို့ရှိရင် image ကမှောင်နေတယ်ကွာသိတယ်မလားဒီမှာဆိုလို့ရှိရင် image ကglow up ဖြစ်သွားတယ်ဆိုတော့ဒီကောင်ကတော့ဘယ်လိုမှတ်လိုက်လို့ရတယ်ဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်ရှိရလေကွာသိတယ်မလားဒီကောင် record ထားမှာနော် okay record ထားပြီဆိုတော့တချို့ဆိုလို့ရှိရင်ရှိတယ်လေကွာတချို့TikTok မှာတို့အရင်ငါတို့ကွာတော့အရင်တော့ငါတို့အရင်တော့ဆိုလို့ရှိရင်ငါတို့ put image editing တွေပါလောက်တာတို့ဒီရှောက်ပြီးတော့ video တွေပါရိုက်တာလို့ဆိုလို့ရှိရင်ငါတို့တွေအလင်းကြီးတွေကွာဒီလိုလားအရင်လင်းကြီးတွေရှောက်ထည့်တာလေကွာထည့်ထားပြီဆိုလို့ရှိရင်အရင်ညို glow up ဖြစ်သွားတယ်ကွာတစ်ခုလုံးကြီးကလင်းထိန်လာပြီးတော့ဘာမှသိချာဟိုဟာမဖြစ်တော့တဲ့ပုံစံသဘောမျိုးပဲနော်ဆိုတော့အဲ့လိုမျိုးအရင်ကြီးကို glow up ဖြစ်သွားတာပေါ့ကွာ glow up ဖြစ်သွားတယ်ပုံစံသဘောမျိုးဖြစ်သွားတယ် value များလာလို့ရှင်ပေါ့နော်ဆိုတော့အဲ့လိုသဘောမျိုးပဲဆိုတော့အဲ့လိုပဲမှတ်ထားလိုက်တော့ဆိုတော့ဒီမှာဆိုလို့ရှိရင် hue ကိုပြောင်းလို့ရှိရင် color တွေလည်းပြောင်းသွားမယ်ဒီမှာဆိုလို့ရှိရင်ဒီကောင်က normal color เนาะအဲ့ဒီ normal color ကိုငါတို့တွေကဒီ hue ပြောင်းလိုက်မယ်เนาะဒီမှာဆိုလို့ရှိရင်ဒီ normal color ကိုဒီမှာနှစ်ပြောင်းလိုက်မယ်ထားပါတော့ဒီမှာဆိုလို့ရှိရင်ဘယ်လိုပြောရမလဲဒီနှစ်ကွက်ရွှေ့လိုက်တဲ့သဘောမျိုးပေါ့ထားပါတော့เนาะပုံဥပမာလေးနဲ့ပြောပြပါနှစ်ကွက်ရွှေ့လိုက်တဲ့သဘောမျိုးဒီမှာဆိုအနီဖြစ်နေတဲ့ကောင်ဘာဖြစ်သွားမလဲနှစ်ကွက်ရွှေ့တယ်ဒီကောင်ဖြစ်သွားမယ်ထားပါတော့ဒီကောင်ဖြစ်သွားမယ်
အပြာဖြစ်နေတဲ့ကောင်ဆိုလို့ရှိရင်နှစ်ကွက်ရွှေ့တစ်နဲ့အစိမ်းဖြစ်သွားမယ်အဲ့လိုသဘောမျိုးပဲသူကအဲ့လိုမျိုးရှူကိုရွှေ့လိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့ကာလာတွေပြောင်းသွားမယ်ဒီမှာဆိုတပုံလုံးကိုပြောင်းသွားတယ်ဒီမှာအဝါကနေဒီမှာပန်းရောင်တို့ဒီမှာဆိုအနီကနေခရမ်းရောင်တို့အဲ့လိုမျိုးဖြစ်သွားတယ်ဆိုတော့အကောင်ကဘာလို့ဖြစ်တာလဲဆိုလို့ရှိရင်သူကအကောင်ဘာလို့ဖြစ်တာလဲဆိုလို့ရှိရင်သူကဒီရှူကိုပြောင်းလိုက်လို့ဖြစ်သွားတာโอเคဆိုတော့ဒီမှာကရှူကိုကြိုက်တဲ့အရောင်လေးနဲ့ပြောင်းလိုက်မယ်เนาะဒီမှာရှူကိုငါတို့တွေကသူကဒီမှာဆိုလို့ရှိရင်ငါတို့ကရှူကိုရွှေ့လိုက်တာမဟုတ်တော့ဥပမာဆိုဆွမ်းတော်ငါတို့ကရှူကိုနှစ်ကွက်ရွှေ့လိုက်တာเนาะဆွမ်းတော်ရှူကိုနှစ်ကွက်ရွှေ့လိုက်တာရှူကိုနှစ်ကွက်ရွှေ့လိုက်တာဆိုတော့ဒီသူ့ရဲ့ဒီ pixel တစ်ခုချင်းစီသူ့ရဲ့ value တစ်ခုချင်းစီကနှစ်ကွက်စီ color ရွှေ့သွားတာဒါပေမဲ့ဒီမှာကကြတော့ဒီမှာကြတော့မဟုတ်တော့ဒီ hue တစ်ခုလုံးကိုငါတို့တွေကဒီမှာခရမ်းရောင်သဘောမျိုးထားပြတာအဲ့မှာကြာရင်ဘာဖြစ်သွားလဲဒီမှာဆိုအကုန်လုံးကဒီမှာခရမ်းရောင်ပန်းရောင်သဘောမျိုးဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်သွားတယ်ကွာအကောင်မှာ saturation မှာရချိန်လို့ရှိရင်သူကပန်းရောင်အနုတို့ပန်းရောင်ရင်တို့ဒါမျိုးပဲထွက်တော့မှာเนาะအဲ့လိုမျိုးသဘောပဲဆိုတော့ဒါက HSV ပြီးတော့ဒါမှမဟုတ်လဲငါတို့တွေကဒီ hue ကို pattern တွေလည်းလုပ်လို့ရတယ်ဒီမှာဆိုလို့ရှိရင်အရောင် color pattern တွေအကုန်ထည့်လို့ရတယ်ဒါဆိုလို့ရှိရင်ဒီခွေကဒီလိုမျိုးဖြစ်သွားတယ်ပြီးရလို့ရှိရင်ဒီမှာ threshold ဒီ saturation ကိုကျွန်တော်တို့ threshold နဲ့ချိန်လို့ရတယ်ဆိုတော့ငါပြောခဲ့တဲ့အတိုင်းပဲsaturation name ညပေါ့နော်ဒီမှာဆိုလို့ရှိရင် saturation ကပုံမှန်အတိုင်းပဲဒါဆိုလို့ရှိရင်သူကဘယ်လိုဖြစ်သွားမလဲ saturation ကိုငါတို့တွေကပြောင်းလိုက်တယ်ပေါ့နော် saturation ပြောင်းလိုက်တယ်ဆိုတော့ဒီမှာကျန်တာတွေအကုန်လုံးကတော့အတူတူပဲဒါပေမဲ့ saturation ပြောင်းလိုက်တဲ့အခါမှာသူ့ရဲ့ဒီ intensity တွေကညံ့သွားတဲ့အတွက်เนาะဒီမှာဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ငါတို့တွေကဟိုဘက်မှာလေကွာငါတို့ဒီရှူဆိုတော့ဟိုဘက်မှာငါတို့ပြခဲ့တဲ့အတိုင်းပဲဒီ color လေးတွေကဆူဆူပီပီဖြစ်သွားတယ်တွေ့လားမမောင်တော့ဘူးဒီကနေဒီဘက်မှာဆူဆူပီပီဖြစ်သွားတယ်အကောင်ဘာလို့လဲ saturation ပြောင်းလိုက်လို့ဒီမှာ saturation ကဒီလိုမျိုးနေဖြစ်နေတဲ့နေရာနေဒီမှာဒါဆို saturation ကတိတ်ပြီးတော့အဆင်မပြေလို့သိရမလားဒီမှာဆိုသူကဂျားထဲမှာပဲရှိနေငါတို့ဟိုဘက်မှာပြောရလို့ပဲအဖြူနဲ့ဒီမှာဆို grayscale image သဘောမျိုးလေးကွာသူကဂျားထဲမှာရှိနေတယ်ဒီမှာဆိုလို့ရှိရင်လုံးအနက်လုံးအဖြူပြောင်းလိုက်တဲ့အတွက်သူရဲ့ color လေးတွေကလည်းဆူဆူပီပီဖြစ်လာတယ် okay ဆိုတော့အဲ့ဒါကတော့ HSV ပေါ့နော်နောက်ထပ်ဒီမှာမပါတဲ့မှတ်စရာလေးကိုလည်းပြောချင်ငါထင်မိတာကိုလည်းပြောချင်တယ်ပေါ့နော် HSV ဆိုတာကျတော့ပို့ပြီးတော့ဘယ်မှာအသုံးဝင်မလဲဆို image identity တွေမှာ HSV ကပို့ပြီးတော့အသုံးဝင်မယ်ထင်တယ်သိရမလားဘာလို့လဲဆိုတော့သူကဒီ color channel image တစ်ခုကိုငါတို့တွေကပြောင်းလိုက်တာ ਨੇ ဒီ channel တစ်ခုကိုပြောင်းလိုက်တာ ਨੇ ဒီ channel တွေကအဲ့လိုမျိုးဒီ image ရဲ့ recess ကပါငါတို့လိုချင်တဲ့ကောင်ကိုထွက်လာတယ်လीဟုတ်တယ်မလားဆိုတော့ဒီ color ကိုပြောင်းလိုက်လို့ရှိရင်ဘယ်လိုဖြစ်မလဲဆိုတော့ငါတို့ image editing တွေမှာဒီ HSV ကကြတော့ဒီ image editing တွေမှာပို့ပြီးတော့အသုံးဝင်တယ်ငါတို့ထားပါတော့ဒီဘယ်လိုပြောရမလဲအဲ့ဒါတွေကြဘယ်လိုခေါ်တာgraphic designer တို့ image photo editor တို့ဘာလို့လဲဆိုတော့ account တွေအတွက်ဆိုဒီ HSV ကပို့ပြီးတော့အသုံးဝင်တယ်ဟို RGB ထက်လေဆိုတော့အဲ့ဒါကြောင့်မလို့ဒီအများစုကဒီ HSV ကိုသုံးရတယ်ပေါ့နော် okay ဆိုတော့ဒါက HSV အကြောင်းပြောပြတာနောက်တဲ့ဗီဒီယိုမှာကျတော့တို့ဒီဒါနောက်တဲ့ဗီဒီယိုဆိုလို့ရှိရင်တော့ဒီ image အကြောင်းပါညာတော့ပြီးပြီပေါ့နော်နောက်ပိုင်းမှာဒီ computer ဒီ programming ကိုသုံးရပြီးတော့ဒီ menu ကိုဒီ computer vision စပြီးတော့လုပ်တော့မယ် okay ဆိုတော့okay ဒါကတော့ HSV အကြောင်းပြောသွားတာ okay